ဒီနီလန်သုံးခုကိုသိရင်တင့်ရဲ့အိမ်သုံးဘက်ထရီတွေအာမခံကာလထက်နှစ်ဆပိုပြီးအသုံးခံပါပြီဒီနေ့မှာတော့တင့်ရဲ့အိမ်သုံးဘက်ထရီတွေကိုနှစ်ပေါင်းများစွာအသုံးခံစေမဲ့ထိန်းသိမ်းနည်း30ကိုမျှဝေပေးပါမယ်ရှင်နံပါတ်1ဘက်ထရီရဲ့အက်ဆစ်အရည်အတိုင်းတာရော့မရော့ကိုလာစဉ်စစ်ပေးပါနံပါတ်2အက်ဆစ်အရည်ရော့တယ်ဆိုရင် DM ဝါတာမိုးရေကိုသာပြည့်ပါလိုအပ်တာတဲ့ပို့ပြီးမဖြစ်ပါနဲ့နံပါတ်3ဘက်ထရီရဲ့ငုတ်တိုင်တွေကိုလာစဉ်တန့်ရှင်းလုပ်ပေးပါဒီ3ချက်ကရိုးရှင်းသလောက်အရန်ကိုထိရောက်ပါတယ်ပို့ပြီးထိရောက်ရှင်နေဆိုရင်တော့ဒီဒူးရနှုံပုံလေးကိုကြည့်ပေးပါဘက်ထရီနဲ့ပတ်သက်ပြီးလုပ်သင့်တဲ့အချက်တွေကဘက်ထရီကို3လတစ်ခါစိုက်ကယ်တစ်ခုပြည့်အောင်အားသွင်းပေးပါဘက်ထရီရဲ့ terminal နဲ့ fastener တွေပေါ်မှာ petroleum jelly လိမ့်ပေးပါဘက်ထရီကအားကုန်နေရင်အကြာကြီးပြစ်မထားပါနဲ့ဘက်ထရီကိုမီးတောက်မီးပွားရှိတဲ့နေရာတွေနဲ့ဝေးထားပါဘက်ထရီကိုလေဝင်လေထွက်ကောင်းတဲ့နေရာမှာအမြဲထားပါ inverter ရဲ့ setting တွေမှန်ပုံမှန်စစ်ဆေးပေးပါ float battery ဆိုရင်လည်းဘက်ထရီရဲ့ vent plug ကို float indicator ပါတဲ့ plug နဲ့အစားထိုးပါဘက်ထရီရေနေသွားရင် distilled water ပဲဖြစ်ပြီးပါဘက်ထရီနဲ့ပတ်သက်ပြီးမလုပ်သင့်တဲ့အချက်တွေကတော့ဘက်ထရီကိုတည်ဆောင်တဲ့အခါမဆောင်းပါသေးနဲ့ဘက်ထရီကိုနေရောင်ဖုံမိုးရေတို့နဲ့ဓာတ်ရိုက်မထိတွေ့ပါသေးနဲ့ဘက်ထရီရဲ့ conductor တွေကိုအရန်ကျက်တဲ့အထိမလှည့်ပါနဲ့ဘက်ထရီတစ်လုံးကိုမတူညီတဲ့ capacity age manufacturer တွေနဲ့ဖြုတ်လဲတက်ဆင်ခြင်းမလုပ်ပါနဲ့မကျွမ်းကျင်ဘူးဆိုရင်ဘက်ထရီကိုကိုယ်တိုင်ဖွင့်ပြီးပြုပြင်တာမျိုးမလုပ်ပါနဲ့ပြုပြင်စရိတ်သက်သာပြီးရေရှည်အသုံးခံတဲ့အပြင်အာမခံလည်းအပြည့်အဝပါဝင်တဲ့ဘက်ထရီတွေကိုဝယ်ယူခြင်းနဲ့ဆိုရင်ရန်ကုန်နဲ့မန္တလေးမြို့မှာရှိတဲ့ STK showroom ကိုသာလှမ်းခဲ့ပါရှင်နိုင်ငံကျော် brand တွေဖြစ်တဲ့ Luminant, Lipcut နဲ့ Exide တို့အပြင်အခြားသော brand တွေကိုပစ္စည်းမှန်ဈေးတန်စွာနဲ့ဖြန့်ချီရောင်းချပေးနေပါတယ်ဝယ်ယူခြင်းနဲ့ဆိုရင်တော့ဖုန်းနံပါတ်3998839113လိပ်စာကတော့ Room 5D ရတနာ Riverview Condo 67C Block အောင်နမရိပ်သာလန်ဒဂုံစိတ်ကမ်းမြို့နယ်ရန်ကုန်မြို့ဖုန်းနံပါတ်3998839114လိပ်စာကတော့16လမ်း 82A နဲ့86လမ်းကြားမန္တလေးမြို့ကိုလည်းဆက်သွယ်ဆောင်ရွက်မြင်နိုင်ပါတယ်ရှင်